ကိုယ်တိုင်ဖြောပြပါတော့မယ်ဒီတေးချင်းဟာကျွန်တော်ဝိညာဉ်ကျွန်တော်အသက်နှလုံးကျွန်တော်အသွေးအသားကျွန်တော်ဘဝလုံးကောင်းဆုံးနိုင်မှာလေကွယ်ငါ hip hop နဲ့ပတ်သက်ရတဲ့လူချင်းသေးတယ်ငါ rap တွေနဲ့ပတ်သက်ရတဲ့လူချင်းသေးတယ်ငါချင်းတွေနဲ့ပတ်သက်ရတဲ့လူချင်းသေးတယ်ငါ music နဲ့ပတ်သက်ရတဲ့လူချင်းသေးတယ်ငါ hip hop နဲ့ပတ်သက်ရတဲ့လူချင်းသေးတယ်ငါ rap တွေနဲ့ပတ်သက်ရတဲ့လူချင်းသေးတယ်ငါချင်းတွေနဲ့ပတ်သက်ရတဲ့လူချင်းသေးတယ်ငါ music နဲ့ပတ်သက်ရတဲ့လူချင်းသေးတယ်အိမ်ကနေချေဦးတဲ့ရကောက်ထွက်လာခဲ့ငါမိပေါက်လည်းတပြောင်းမှမထောက်ဖက်နိုင်ခဲ့ငါမကောင်းတဲ့ရလဲမရှိဘူးဆိုပြီးမြဲတဲ့ကောင်းတဲ့ကောက်ရိုက်ခဲ့တဲ့အားလုံးကကညမိုင်းပြောင်းလဲမပဲအဲ့လိုတွေးတချို့ကလည်းကောင်းနဲ့မပြဲငါကိုထောင်ကြပြီးတဲ့ကဖေးကြောက်ဆိုတဲ့ယာကြီးကိုနဲ့တဲ့တော့ကြောက်တက်လာတဲ့ဘာတွေပဲဖြစ်ဖြစ်ဘာတွေပဲဆိုငါအမေကအမြဲတမ်းအားပေးတယ်လောကတန်ရဲ့အနေမြင့်သက်ကြအားလုံးကိုချိန်တဲ့ပြေးကြီးကသားတည်တဲ့ဒီကြောင်းတွေတွေ့လိုက်တိုင်းမှာပတ်သက်မရှိလို့ဖြစ်တဲ့ဆိုတဲ့ကြောင်းပြချက်တဲ့ငါဆောင်ရဲကိုမော hip hop ကိုဆောင်ရဲကိုချစ်တာပတ်သက်နောက်လိုက်နေရလို့ပြပြောချင်းပြောဟောငါ hip hop နဲ့ပတ်သက်ရတဲ့လူချင်းသေးတယ်ငါ rap တွေနဲ့ပတ်သက်ရတဲ့လူချင်းသေးတယ်ငါချင်းတွေနဲ့ပတ်သက်ရတဲ့လူချင်းသေးတယ်ငါ music နဲ့ပတ်သက်ရတဲ့လူချင်းသေးတယ်ငါ hip hop နဲ့ပတ်သက်ရတဲ့လူချင်းသေးတယ်ငါ rap တွေနဲ့ပတ်သက်ရတဲ့လူချင်းသေးတယ်ငါချင်းတွေနဲ့ပတ်သက်ရတဲ့လူချင်းသေးတယ်ငါ music နဲ့ပတ်သက်ရတဲ့လူချင်းသေးတယ်ဘာသာနာကိုလာရင်နဲ့ချိန်နေရတဲ့ပြေးပြေးကုန်ဆောင်ခဲ့ပြီပဲလောကရန်ရဲ့ဒုံနေမှုတွေကြားကလူသားကျွန်တော်ဘယ်တော့မှလွမြောက်မှလဲလူတွေတော့ခက်နေခက်တယ်ကွာမြို့ကြီးရဲ့နှလုံးရတေုံများနေသက်သာရေးမကြည့်ဘူးလို့ဒီကောင်တွေပြောနေကြပြီဒီကောင်တွေပြောနေကြပြီပတ်သက်ကလူတွေကိုတမ်းပါတလားလူတွေကပဲပတ်သက်ကိုတမ်းပါတလားချို့လူတွေကြတော့ကိုကြည့်ပြီးတော့အားလုံးကိုမြတ်တော့ကတော့ငါမှလည်းရှိတယ်ကလက်စုပ်ကနေရအဲ့နေရာလေးတစ်ချင်းတွေကိုဆက်လုပ်ပါလားပတ်သက်ရှိမှဖြစ်မယ်ဆိုတဲ့တွေးတချို့ကနောက်ကိုင်လိုက်တယ်နော်တက်ချက်ကွာပါငါ hip hop နဲ့ပတ်သက်ရတဲ့လူချင်းသေးတယ်ငါ rap တွေနဲ့ပတ်သက်ရတဲ့လူချင်းသေးတယ်ငါချင်းတွေနဲ့ပတ်သက်ရတဲ့လူချင်းသေးတယ်ငါ music နဲ့ပတ်သက်ရတဲ့လူချင်းသေးတယ်ငါ hip hop နဲ့ပတ်သက်ရတဲ့လူချင်းသေးတယ်ငါ rap တွေနဲ့ပတ်သက်ရတဲ့လူချင်းသေးတယ်ငါချင်းတွေနဲ့ပတ်သက်ရတဲ့လူချင်းသေးတယ်ငါ music နဲ့ပတ်သက်ရတဲ့လူချင်းသေးတယ်